အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကိုစောင်းနက်ကတောင်းဆိုထားတဲ့ရှူရှဲငါငပိကျဲချက်စားမှာဖြစ်ပါတယ်မုန်းဘလို့ချက်လဲဆိုတာအားလုံးပဲလိုက်ကြည့်ပေးကြပါအောင်ရှင်မုန်းကဒီတစ်ခါငမြင်းနဲ့ချက်မှာပါမုန်းငမြင်းအသားတော့ဝယ်ထားပါတယ်မုန်းငမြင်းတွေကိုရေဆေးပြီးရင်အတုံးသေးလေးတုံးပါမယ်တုံးနေတော့မှရိုးပါရင်လည်းတစ်ခါတည်းဖေးလိုက်ပါတယ်တချို့ကြတော့လေငါးတွေကိုပြုတ်ပြီးတော့အယိုးနှွင်ပြီးတော့ချက်တယ်မိုးကကြတော့ဒီတစ်ခါအတုံးလေးတွေစားကျင်တာနဲ့အတုံးလေးတွေပဲအစိမ့်လိုက်ချက်ပါမယ်ပြုတ်ပြီးတော့မချက်ပါဘူးငပိချက်လို့ပြောပြီးမယ်မို့အငန်နည်းနည်းပဲထည့်ပါမယ်ငပိလည်းနည်းနည်းပဲထည့်မယ်တချို့တွေငပိချက်ဆိုရင်ငပိရီကြိုထည့်တယ်ပေါ့နော်မိုးဒီမှာလည်းငပိရီကြိုမထည့်ပါဘူးမိုးအတိကအဆက်ကိုစားကျင်တာမို့လို့ရုပ်သီးစိမ့်တိတ်ထားတာနဲ့ချက်ပါမယ်ဒီချက်တော်ကကြတော့ဟင်းနီအကုန်လုံးစားကြိတ်ထားလိုတဲ့လောက်ပဲထည့်မယ်ပေါ့နော်ပြီးရင်စနွေးမုံငံပြာကြီးဒါပဲလိုပါတယ်အခုဆိုမငါအတုံးလေးတွေကိုနေမယ်နော်စနွေးမုံထည့်မယ်စားထည့်မယ်ငံပြာကြီးထည့်မယ်ပြီးရင်ချက်သွန်ပြူချင်းထောင်းထားတာလေးနည်းထည့်ပြီးတော့နေပြီးခဏလေးနှက်ထားပါမယ်ငါးတွေနေပြီးတော့နှက်ထားတော့မှမို့ဆေးစရာရှိရနည်းနည်းဆေးလိုက်တယ်ပြီးရင်တခြားဟင်းချက်ဖို့လိုတာလေးလုပ်လိုက်ပါတယ်အားလုံးအစင်းသစ်ဖြစ်သွားပြီဆိုတော့မွန်စပြီးတော့ချက်ပါတော့မယ်မောင်ဆုံးအိုးလေးကိုစီထည့်မယ်စီပူလာရင်စနွေးမှုန်ထည့်ပါမယ်ပြီးရတယ်ချက်သွန်ပြူချင်းထောင်းထားတာထည့်မယ်ထောင်းထားတာတော့မဟုတ်ဘူးเนาะမျိုးစုံမရှိလို့ကြိတ်ထားတာပါပြီးသွားရင်ချက်သွန်ပြူချင်းနွန်သွားပြီဆိုရင်ချက်သွန်လေးထည့်ပါမယ်ချက်သွန်လေးနွန်လာတာနဲ့မကြိတ်ထားတဲ့ငရုတ်ဒီစိမ့်နဲ့ငရုတ်ဒီအနီရောင်ထည့်လိုက်ပါမယ်ရုပ်သီးတွေတူးမသွားခင်မှာငါထည့်ပါမယ်ပြီးရင်နှွေးပါမယ်ပြီးရင်ငပိလျှော်ထားတာလေးနည်းနည်းထည့်လိုက်ပါမယ်ပြီးရင်ဆက်ပြီးတော့နှွေးပါမယ်ပြီးရင်ယူညွန့်အောင်ထည့်ပြီးတဲထားလိုက်ပါမယ်ဒီဆူလာပြီဆိုရင်နည်းနည်းနဲ့အုပ်ပါမယ်ခဏနေတော့ကြက်ပါတော့မယ်ငရုတ်ကောင်ကြရင်ငရုတ်ကောင်မှုန့်လေးလည်းထည့်လို့ရတယ်စပလင်ကြရင်စပလင်လည်းထောင်းထည့်လို့ရတယ်ဒီမှာကြတော့အရန်ငရုတ်တင်းနေအရန်ပူဆက်နေမို့လို့မုန်းတခြားဘာမှမထည့်တော့ပါဘူးဒီဟင်းမှာတော့မြည်ကြည့်လိုက်တဲ့အခါဘာအရသာမှမလိုတော့ဘူးရသာအကုန်ကွက်တီးမို့လို့မုန်းစားရင်ပြရေးထက်မထည့်တော့ပါဘူးအချုံမုတ်စားတဲ့လူကတော့ချုံမုတ်ထည့်ပါခုဆိုရင်တော့အနေလေးရလဲမှုရတာလေးရလဲကောင်းရှူရှဲငန်းပိချက်လေးရပါပြီရှင်ဒါလေးကြက်သွားရင်တော့ထမင်းစားပါတော့မယ်။မိုးရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်။တတား